ငလမတခါတုန်းကဆင်းရဲသားလင်မယားနှစ်ယောက်ရှိတယ်။သူတို့ဟာသားသမီးလိုချင်ပေမဲ့သားသမီးမရလို့စိတ်မချမ်းမသာဖြစ်နေကြရတယ်။ငါတို့မှာချစ်စရာကောင်းတဲ့သားလေးဖြစ်ဖြစ်သမီးလေးဖြစ်ဖြစ်ရှိရင်တိတ်ကောင်းပါပဲရှင်မရေ။ဒီနေ့မှာတော့သူတို့ရဲ့ channel ကနှင်းစီပန်းမင်လေးတွေကိုကြည့်လိုက်မိတဲ့အခါမှာဟာကြည့်စမ်းမအောင်ရှင်မရေဒီနှင်းစီပွင့်လေးထဲမှာလူသားတစ်ယောက်ပါလား။အိုးဟုတ်ပါရဲ့ကလေးလေးပါလား။ငါရဲ့လက်မလောက်ပဲရှိတယ်။ဟုတ်ပြီဒီသားလေးကိုမွေးစားရမယ်။ဟုတ်တယ်တို့လည်းကလေးလိုချင်နေရတဲ့အတော်ပဲ။သားလေးကိုဘယ်လိုနာမည်ပေးရရင်ကောင်းမလဲယင်။ငါရဲ့လက်မလောက်ပဲရှိတာဆိုတော့ငါလက်မလိုပဲပေးလိုက်မယ်လေ။ဟုတ်ပြီဒါဆိုသားလေးငါလက်မပေါ့နော်။ငါလက်မလေးကိုမွေးစားခွင့်ရတဲ့အတွက်မိဘနှစ်ပါးဟာအင်မတန်မှပျော်ရွှင်ချမ်းမြေ့သွားကြတော့တယ်။သားလေးမိသားလေးအိုးဖေသားလေးပါကွ။အမေကငါလက်မလေးအတွက်အဝတ်စားလှလှလေးတွေချုပ်ပေးတယ်။အခုဆိုငါလက်မဟာကိုယ်အင်ကြီးအစင်းရောင်ကလေးနဲ့ဘောင်းမိရှည်အဝါကလေးနဲ့အတော့ကိုစမတ်ကြနေပြီ။သူ့ရဲ့ခေါင်းမှာလည်းငှက်မွေးတောင်လေးစိုက်ထားတဲ့အုတ်ထုပ်အဝါလေးကိုဆောင်းလို့ပေါ့။အမေကငါလက်မလေးစီဖို့တရေဖို့ဖက်တရံကိုလည်းချုပ်ထားပေးတယ်။အဲဒီတော့ငါလက်မလေးကလည်းတိတ်ကိုသဘောကျနေတော့တာပေါ့။အမေသားဓာတ်ရှိတလက်နဲ့ဒိုင်းလွှားတစ်ခုလိုချင်နေဗျာ။ရမှာပေါ့သားလေးရဲ့။အမေကငါလက်မအတွက်ဓာတ်ရှိအဖြစ်အတချောင်းကိုပေးပြီးဒိုင်းလွှားအဖြစ်ကျဲသီးတစ်လုံးကိုပေးလိုက်တယ်။အမေသားကခုမှစစ်သားကြီးဖြစ်သွားတာဟဲ့။ငါလက်မဟာတရှည်နဲ့ဒိုင်းလွှားကိုဆွဲကန်ကြည့်ရင်အင်မတန်မှသဘောကျနေတော့တယ်။အမေသားကစစ်သားကြီးတိတ်ဖြစ်ချင်တာဗျ။စစ်သားကြီးဖြစ်နေရဲဝံ့ဆွမ်းစားမှုတွေလုပ်ချင်တာဗျ။အမေသားလေးကတော့တကယ်ကိုအားကားပဲဟဲ့။ဒီနေ့မှာတော့ငါလက်မလေးဟာလမ်းလျှောက်ထွက်နေရကလမ်းမှာလူစိမ်းနှစ်ယောက်ကိုတွေ့တယ်။ဟာငါလက်မလေးပါလား။ငါလက်မလေးဟာလူစိမ်းတွေနဲ့မို့ဒီလူနှစ်ယောက်ကိုမသိပါဘူး။အဲ့ဒီလူစိမ်းနှစ်ယောက်ထဲကတယောက်ကငါလက်မလေးရဲ့လက်မောင်းကိုဆုပ်ကင်လိုက်ပြီးဒီလူသေးသေးလေးကငါတို့ကိုကူညီနိုင်လိမ့်မယ်ကွ။နောက်လူစိမ်းကခါခိုင်းပြီးငါလက်မလေးကိုပြောလိုက်တယ်။ဟေးငါလက်မမင်းငါတို့ကိုကူညီနိုင်မှာတေးကြတယ်ကွ။ငါတို့ရွှေတွေတွေ့ထားတယ်ကွ။မင်းငါတို့ကိုကူညီတဲ့အနေနဲ့အဲ့ဒီရွှေတွေယူပေးမလား။မင်းကိုလည်းဝေစုအဖြစ်ရွှေတွေခွဲပေးမယ်။လူစိမ်းတွေရဲ့စကားကြောင့်ငါလက်မလေးကစိတ်အရင်လှုပ်ရှားသွားတော့တယ်။အဖေနဲ့အမေကတိတ်ကိုစင်းရဲရှာတယ်။ငါတို့ကိုရွှေတွေပေးချင်လိုက်တာ။ကောင်းပြီလေကျွန်တော်ခမရတို့ကိုကူညီမယ်။အေးဒီလိုမှပေါ့ကွ။အဲ့ဒီလူစိမ်းတစ်ယောက်ဟာငလက်မလေးကိုအဆောက်အဦတစ်ခုစီခေါ်သွားတော့တယ်။လူစိမ်းတစ်ယောက်ကငလက်မလေးကိုတံပန်းတွေခါထားတဲ့ပတင်းပေါက်ကိုညွှန်ပြပြီးအဲ့ဒီပတင်းပေါက်ရဲ့အထဲထဲမှာရွှေတွေရှိတယ်ကွ။ငလက်မလေးမင်းကငါတို့ဒီပတင်းပေါက်ပေါ်ကိုတင်ပေးမယ်။မင်းကလူကောင်သေးတော့ဒီတံပန်းတွေကြားကနေဝင်လို့ရတယ်လေ။အဲ့ဒီတံပန်းတွေကြားကဝင်သွားရင်မင်းရွှေတင်ကားတွေကိုတွေ့ရမယ်။အဲ့ဒီရွှေတင်ကားတွေကိုယူပြီးငါတို့ကိုအောက်ကိုပစ်ချပေးဟုတ်ပြီလား။ဟုတ်ပါပြီဗျာဟုတ်ပါပြီ။အေးပြီးရင်မင်းကိုငါတို့ကအောက်ကိုပြန်ချပေးမယ်။အောက်ရောက်ရင်မင်းအတွက်ဝေစုခွဲပေးမယ်ဟုတ်ပြီလား။ဟုတ်ပါပြီဗျာဟုတ်ပါပြီ။ငလက်မလေးကတံပန်းတွေကြားကနေအထဲကိုဝင်သွားပြီးဟာရွှေတင်ကားတွေအများကြီးပါလား။ငလက်မလေးဟာလေးလံလာတဲ့ရွှေတင်ကားပြားတွေကိုအားစိုက်တဲပြီးအောက်ကိုပစ်ချပေးလိုက်တယ်။ဟဲ့လူတွေအဲ့ဒါနောက်ဆုံးတင်ကားပဲဗျ။ကဲကျုပ်ကိုချပေးကြတော့ပြီးရင်ဝေစုခွဲပေးတော့ဗျာ။ဟာစောင့်သားနေဟာလူစိမ်းနှစ်ယောက်ဟာရေမော့ဟာတိုင်းပြီးထွက်ပြေးသွားကြတော့တယ်။ငလမလေးဟာပြင်းပေါက်ပေါင်အစုံမှရရင်မျက်ရည်တွေစီးကျလာတယ်။သူတို့ကငါ့ကိုလှည့်စားသွားကြတာပါလား။ရွှေတွေပေးမယ်ဆိုပြီးဂတိပြတ်သွားကြတာပဲ။နောက်ဆုံးမှာတော့ငလမလေးဟာပြင်းပေါက်အနီးကတက်ကိုင်းပေါ်လှမ်းတက်လိုက်ပြီးတစ်ပင်ပေါ်ကနေခက်ခက်ခဲခဲဆင်းလာတော့တယ်။ဟာတစ်ပင်အောက်မှာရွှွနေပါလား။ငလမလေးဟာရွှွနေကိုပြုတ်ကျသွားပါလေရော။ဟာဒီမှာရွှေတင်းကားပါလား။ရွှွနေကြနေလို့ဟိုလူတွေတွေ့မသွားကြတာပဲ။ဒီတော့ငါပိုင်ပြီပေါ့။ငါအတွက်ဆုလိုက်ရတာပဲလို့သဘောထားရမယ်။ဟဲအဲ့ဒီနောက်ငလမလေးဟာရွှေတင်းကားပြားကိုသူ့အိမ်စီယူသွားတော့တယ်။ရော့အဖေနဲ့အမေဒါရွှွတော်တွေကနေကောက်ရလာခဲ့တာ။အိုးရွှေတင်းကားပါလား။တထေးတယောက်ကြာဆန်ခဲ့တာနေမှာပေါ့။တကယ်တော့အဲ့ဒီရွှေတင်းကားတွေဟာဘီရင်မင်းမြတ်ရဲ့ရွှေတင်းကားတွေဖြစ်နေတယ်။ဘီရင်မင်းမြတ်ဟာလူတန်းမှုထားတဲ့ရွှေတင်းကားတွေထားတဲ့အဆောင်စီကိုရောက်လာတော့လူရွှေတင်းကားတွေမရှိတော့ပါလားဘယင်ကြီးကသူ့ရဲ့တက်မှုကိုခေါ်ပြီးအမိန့်ပေးတော့တယ်မင်းရဲ့ရင်မက်တွေကိုခေါ်ပြီးရွှေတင်းကားတွေရှာဖို့လွှတ်လိုက်စမ်းအမိန့်တော်မြတ်တိုင်းပါဗျာမက်တွေကရွှေတင်းကားတွေရှာရင်လက်မလီတို့ရှိရဲ့အိမ်ကိုရောက်လာတယ်ဟောဟိုမှာဘယင်ကြီးရဲ့ရွှေတင်းကားပါလား
ဒီတော့ရဲမက်တွေဟာငလမလေးရဲ့အဖေနဲ့အမေကိုဖမ်းခေါ်သွားတော့တယ်။တခိုးတွေမိပြီ။လာလက်ခေစမ်းအရှင်မင်းကြီးတခိုးလင်မယားကိုဖမ်းပြီးလာခဲ့ပါပြီ။သူတို့အိမ်မှာရွှေတင်ကားတစ်ပြားတွေ့ပါတယ်ဖေ။ငလမလေးဟာသူမိဘတွေကိုဖမ်းသွားတဲ့အကြောင်းကိုသိတာနဲ့လမ်းတော်စီအပြေးလိုက်သွားပြီးဘုရင်ကြီးကိုရှောက်ထားတော့တယ်။အရှင်မင်းကြီးရဲ့ရွှေတင်ကားတွေကိုလူစိမ်း2ဦးခိုးယူသွားတာပါခင်ဗျာ။သူတို့ရဲ့ပုံသဏ္ဍာန်တွေကိုကျွန်တော်မျိုးမှတ်မိပါတယ်။ပြောပြပါမယ်။ကျွန်တော်မျိုးရဲ့မိဘတွေကတခိုးတွေမဟုတ်ကြပါဘူး။သူတို့ကအင်မတန်ယူသားကြသူတွေပါခင်ဗျာ။မင်းကြီးလည်းငလမလေးပြောပြတဲ့လူစိမ်း2ယောက်ကိုဖမ်းဖို့ရဲမက်တွေကိုစေခိုင်းလိုက်တော့တယ်။တခိုး2ယောက်ကိုအများဆုံးဖမ်းခေါ်ခဲ့စီရဲမက်တွေလည်းမကြခင်မှာတခိုး2ယောက်ကိုဖမ်းမိသွားတော့တယ်။ဘုရင်ကြီးလည်းသူ့ရဲ့ရွှေတင်ကားတွေကိုပြန်ရသွားပါတော့တယ်။ဘုရင်ကြီးလည်းတခိုး2ယောက်ကိုပြစ်ဒဏ်ချမှတ်လိုက်တော့တယ်။ဒင်းတို့ကိုနရသိန်အကျဉ်းထောင်ကိုပို့စီငလမလေးကိုတော့အပြစ်မပေးကြဘူး။ဒါကြောင့်ငလမလေးတို့မိသားစုဟာသူ့ရဲ့နေအိမ်စီကိုပျော်ရွှင်စွာနဲ့ပြန်လာခဲ့ကြတာပေါ့ကွယ်။ဗီဒီယိုတွေကိုလည်းကြည့်ရှုနိုင်ဖို့တီတို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီနော်။